在那个不干了要，马上别不干了，快差别来了，少修一三百个。 မင်္ဂလာပါကျွန်တော်တို့ညီကိုမာနာပါရေနော်အခုတလို့ကျွန်တော်တို့ဒီ online media social media မှာတော်တော်လေးပြနေတဲ့ဒါ video file တခုကိုကျွန်တော်တို့ကြည့်အောင်ဘာကြောင့်လဲဆိုတော့ကျွန်တော်စစ်ကောက်စုတိုးဂိမ်းမှာပေါ့နော်ဘယ်လောက်ထိကြမ်းထမ်းတယ်ဘယ်လောက်ထိချိတ်ချလဲဆိုတော့ကိုအပြန်အလှန်ဖြစ်နေတဲ့ရုပ်သံဖန်တွေကိုကျွန်တော်တို့သွားကြည့်အောင်နော်တက်နေရခိုင်းတော့ကျွန်တော်မလုပ်အောင်လဲပြောတက်နေရခိုင်းရှင်းမယ်နားလဲမယ်လေဘယ်တော့လဲဟဲ့မင်းကောင်းလေကျွန်တော်တာဝန်ရပြောနေတာမင်းကတာဝန်ဆိုငါတာဝန်ရှိတယ်ဟုတ်တယ်ဘုံတော်လေး online မှာပြတ်ကြည့်နေသူတို့ချစ်ချင်းကြိုက်နေကြတာပေါ့နော်ခုတည်းတနေ့လုံးကအောက်ချုပ်နေတာအေးအဲ့ဒါကျွန်တော်ကလည်းဘုံမလို့နဲ့ကျွန်တော်ဘုံမလဲပြောရမယ်ဆိုမင်းဘာကောင်လဲငါဘာကောင်လဲဟိုလိုမျိုးမင်းကဘာစစ်ရှိတာငါဘာစစ်ရှိတယ်အဲ့ဆိုပြတ်အဆိုင်ဖြစ်နေကြတယ်ပေါ့နော်သူတို့ချစ်ချင်းဖြစ်နေကြတယ်ပေါ့ဒါကိုပြောတာကိုအာနာရှိစနစ်ဆိုအတောင်ကိုပြောတာဒါကြောင့်မို့ကျွန်တော်ကအာနာရှိစနစ်ကိုလိုမရှိလို့ကျွန်တော်ကတော်လန်နေတာကျွန်တော်လူငယ်ဒါကိုပြောတာဟိုကဘုံလက်ပညာတယ်ပဲကျွန်တော်လက်ပညာတယ်ပဲဘယ်တက်ကတက်တယ်ငါကြည့်ဘယ်တက်ကတက်တယ်အဲ့ဒါမပြောနဲ့ဘိုက်စာချင်းတော့ထွက်လာအဲ့ဒါကိုမပြောနဲ့ဘုံအခုဘုံတာဝန်လေဘုံမှာမလိုက်စီမှာတာဝန်ရှိတယ်ကျွန်တော်လည်းဒီမှာကျွန်တော်တာဝန်ရှိတယ်အေးဘာဖြစ်ကျွန်တော်တာဝန်ရှိလို့ကျွန်တော်ပြောတာမင်းတာဝန်ဒီကိတ်ပဲရှိမဟုတ်လေအဲ့ဒါဘုံမင်းနေမီမိတောင်ရှိရငါနေမီငါတောင်ရှိတဲ့ပုံစံမျိုးလာမကြောနဲ့အဲ့လိုပုံစံမမေးလာတမျိုးတော့တာဝန်ရှိဒါကြောင့်မလို့ပြောတာမလားစစ်ကောင်စီကစစ်အာဏာရှင်ဆိုစနစ်ဆိုဒါကိုပြောတာကျွန်တော်တို့နော်ကြီးထားကြကျွန်တော်ညီကိုမရတဲ့တောင်ရှိတက်တယ်ကိုဒီကစောက်ယူလာအေးတက်တယ်မှုတာဝန်ပေးတာလေတက်တယ်မှုတာဝန်ပေးတာလေတက်တယ်ကိုပေးပါတောင်ပေးတယ်တက်တယ်မှုကကျွန်တော်ပေးတာကြစားရချင်းတယ်တက်တယ်မှုကိုမေးတက်တယ်မှုကိုမေးမေးစရာမလိုအခုတက်တယ်မှုကိုကျွန်တော်ခုတက်တယ်မှုဖုံးဆက်မှာဆက်ဘုံမှုဝင်နေအောင်ကျွန်တော်ခုဆက်မှာခုဆက်မှာပြောမယ်မင်းပြောမယ်ငါလည်းပြောမယ်ကျွန်တော်လည်းပြောမယ်ဟုတ်နော်ကျွန်တော်ကဘာမှပြောတာရိုင်းတိုင်းဘုံပြောတာမရှိဘူးလာလာရှိတယ်တစ်ခွက်လုံးရှိတယ်မင်းပြည်သူစစ်ကတို့လုပ်တယ်ဟဲ့စစ်သားစစ်တွေဘာလုပ်နေလဲပြောရဲစစ်တွေဘာလုပ်နေလဲ对，别散，别散，别那个对起来架子要，是就我把白啥先出来嘛，对下去了，在那个不干了要，然后别个不干了，快差别来了，少修300个，好，300个，哎，那我讲最近的，扫把了挖的，哎，多的，ကျွန်တော်တို့ကအကုန်လုံးကိုပြောတာ晒着呀，我快差别没，晒看没拿的，晒皮皮标穿的，没攞快啥钱。ဘုံစကားပြောတာအရန်ဟိုကလွန်နေပြီနော်ကျွန်တော်ကဘာမှမဖြစ်ဘူးလုံးတော့လေးပြလားဆက်ပါခုပဲဆက်ဘူးဘုံလို့လည်းကိုင်ဘူးဘုံလည်းကိုင်မင်းဆက်မင်းဆက်ငါပြောပါပြီအေးတို့တွေ့ကြသေးတယ်မင်းပါကောင်းလားခါကောင်းလားတွေ့ကြသေးတယ်ဟုတ်လားကျွန်တော်တို့မြန်မာနိုင်ငံစစ်သားတွေကအဲ့လိုပဲရိုင်းဆိုင်တာတော်တော်လေးရိုင်းဆိုင်တာကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာကျွန်တော်တို့ဒီလိုရင်တော့ဆိုရင်ဒီလိုပဲဒီကားသူတို့တူဂိတ်တွေရှိတယ်မလားတူဂိတ်ကိုဖြတ်သွားလာကားတွေသူကောင်းလာပါဗျာခေါ်ကောက်တယ်ကားတွေသွားလို့စက်ကစီဖြတ်ရင်ဘလားကားတယ်ကားတစ်စီးသွားရင်ဘလားကားတယ်အဲ့လိုမျိုးခေါ်ကားတယ်ပေါ့ရိုက်ဆိုင်တာခါတဲ့ခင်ဗျားတို့မင်းတို့အဲ့လိုမျိုးချတာရိုက်ဆိုင်တယ်အတားလေးပြောတာလာပြီးစောက်ပါလာပါပြီးငါပြလာပြီးတော့မဖားတယ်ပုံမှုတော့ပါတယ်လာလို့ပုံမှုကကျွန်တော်မပြောဘူးတွေ့တယ်ခုတည်းကဘုံစက်နေဘုံမကိုင်သေးဘူးအဘဒီမှာကျွန်တော်ဟိုတုံးကိတ်မှာပါတုံးကိတ်မှာကျွန်တော်တို့ကဟိုနေ့အဘဟိုလုံလုံလေးစကူးမှာဝီတုံလုံးဝင်ကကျွန်တော်တို့ကိုမှန်ချပါဆိုတဲ့စာတွေကတ်ခိုင်းနိုင်လေဗျမင်းပါငါပါကောင်လည်းကြီးရသေးတော့အဲ့မှာကျွန်တော်တို့ကမှန်မချတဲ့ကားတိုင်းကိုမှန်ချခိုင်းတာပါစာခိုင်းတော့အဲ့မဲ့အခု80ဗန်နဲ့ကားတစ်စီးလာတယ်လာတော့ကျွန်တော်တို့ကဘယ်မှမသိဘူးမှန်မချတဲ့အတွက်မှန်ချပါလို့ကျွန်တော်လမ်းပြောတယ်လမ်းပြောချိန်မှာအဲ့ကားကလာတယ်ကျွန်တော်တို့ကလာထုတ်လိုက်ပြီးသူကမလိုင်းစီမဲကဘုံမှုဝေပြောတယ်ဟာတလေဒီလိုလူဒါတကယ်မှန်ကန်တာဖြစ်ပြနေတာတကယ်ကျွန်တော်တို့ရင်တော့ဆိုသူတို့ပဲကျွန်တော်တို့ပြည်သူတွေဘလောက်ပဲမှန်နေနော်ဒီကောင်လေးနဲ့စကားပြောတဲ့ခါကျတဲ့ကိုလေးမှာအရှုံးပြီးသားပဲနော်ဘာကြတကလည်းမရိုက်တယ်လေခုနမှကြည့်ပါလားဘူကြီးနဲ့အောင်းငယ်သားနဲ့အောင်းငယ်သားမှန်ပြီမဲ့ဘူကြီးကမားနေတယ်မှာသူလက်မခံဘူးလေဟုတ်မလားသူလက်မခံဘူးသူကရာငါရတူးရှိတယ်ငါဂုံရှိတယ်ငါ့ကိုလာမပြောနဲ့မင်းအမေလို့အောင်းငယ်သားငါလာမပြောနဲ့မင်းလို့မမငါ့လာမပြောစမ်းမလို့စကူးမဆိုင်အဲ့လိုပုံစံမျိုးခုလက်ဒီမှာဒီလိုပုံစံပြည့်ပြည့်မျိုးကြည့်သူတို့ဆိုကျွန်တော်တန်းနဲ့လည်းချိန်တယ်မင်းဘာတာဝင်လဲမင်းဘာတာဝင်ငါမလိုက်စီမံရတယ်လက်ပြဘုံကြီးလည်းထုတ်ပြီးတော့ကျွန်တော်တို့ခွဲပလိုက်မယ်လို့ပြောတယ်ဘုံကမင်းကျွန်တော်တို့ကဒီမှာကျွန်တော်တို့တက်နေမှုကတာဝန်ပေးတာဆိုမင်းတက်နေမှုကတာဝန်ပေးတာကမင်းကျင်းနှန်းရှိလားတဲ့တာဝန်ရှိလားတဲ့ကျွန်တော်မိတ်လာတမျိုးလုံးကမင်းတာဝန်ထားတာဒီတာဝန်ရှိတာမင်းလိုက်ဆိုင်နေပြောပြီးပြောပြီးဟုတ်တယ်ဘုံကနလေးဘုံပြောတဲ့စကားတွေပဲကျွန်တော်ပြောတယ်တန်းရတယ်မပြောဘူးကျွန်တော်တို့တန်းနဲ့လည်းချိန်တယ်လက်ပြဘုံနဲ့လည်းခွဲပြောပါဘောနော်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ YouTube channel လေးကိုကြည့်ရှုအားပေးကျွန်တော်ရဲ့ YouTube channel လေးကိုကြည့်ရှုအားပေးကြတဲ့ညီကောင်မနမဦးပြချင်းကိုလည်းကျေးဇူးများတင်ပါတယ်ဒါကြောင့်မလို့နောက်ထပ်ဗီဒီယိုတွေတင်ပေးရအောင်ကျွန်တော်ရဲ့ YouTube channel လေးကိုကြည့်ရှုအားပေးကြပါဦးခင်ဗျာဒီလိုကျွန်တော်ရဲ့ YouTube channel လေးကိုစကင်ပါမလုပ်ပေးရတဲ့ညီကောင်မမရှိစကင်ပါလေးလုပ်သွားပြီးတော့ like လေပေါ်လေးတော့ပေးကြပါဦးခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်နာမည်တော့ကိုပေဖြစ်ပါတယ်ခင်ဗျာ